အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ဒီဗီဒီယိုလေးမှာတော့ပေးပေးအချင်းချင်းငွေလွှဲနည်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူချင်းမေးလို့ပြပြပေးတော့မှာဖြစ်ပါတယ်ပေးပေးအချင်းချင်းငွေလွှဲမယ်ဆိုရင်ကျွန်တော်တို့အရင်ဦးဆုံးပေးပေး application ထဲဝင်လိုက်မယ်ပေးပေး application ထဲရောက်သွားလို့ရှိရင်ဒီနေရာလေးမှာရမ်းပုံလေးနဲ့ send ဆိုတာရှိရခင်ဗျကျွန်တော်ဒါလေးထဲဝင်လိုက်မယ်ဒီပေါ်နာလေးမှာကြာတော့ကျွန်တော်တို့ငွေလွှဲချေတဲ့ပေးပေးဘဏ်အကောင့်ရဲ့ဖုန်းနံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီနေရာလေးမှာရမ်းပုံလေးနဲ့ send ဆိုတာရှိရခင်ဗျကျွန်တော်တို့လွှဲချေတဲ့ငွေအမောက်ကျွန်တော်တို့ဒီနေရာမှာရေးပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် next ကိုနှိပ်လိုက်မယ်ခင်ဗျ send ဆိုတာနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ငွေလွှဲလို့ပြီးဖြစ်ပါတယ်ငွေလက်ခံရရှိသူရဲ့အကောင့်ထဲမှာငွေရောက်မရောက်ကျွန်တော်တို့ကြည့်ချင်လို့ရှိရင် PayPay application နဲ့ဝင်လိုက်ပါခင်ဗျဒီပေါ်နာလေးမှာရမ်းပုံလေးနဲ့ send ဆိုတာရှိရခင်ဗျပြီးလို့ရှိရင်ကျွန်မ history ဆိုတာရှိရခင်ဗျပြီးလို့ရှိရင်ဒီနေရာလေးဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ငွေလဲထားတဲ့ငွေလဲမှတ်တမ်းကိုကျွန်တော်တို့ပြန်ကြည့်လို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ